ကျွန်တော်ရဲ့ဖောက်သည်တွေအတွက်အလိုလျောက်စနစ်တွေတိဆောက်ပေးနေပေမဲ့ကိုတိုင်းအတွက်ကြတော့ဒီအမှားလေးတစ်ခုကိုအခုချိန်ထိလုံးမိနေတာကိုကျွန်တော်သတိထားမိလိုက်တယ်ကျွန်တော်ဆိုရင်ဒါ CN Fashion House အတွက်လည်း admin အစားပေါ့နော် AI တွေက client တွေကိုဒါစာပြန်ပေးတဲ့စနစ်နောက်တစ်ခုဒီပစ္စည်းအဝင်ထွက်တွေကို AI ကနေမှတ်တမ်းနေတဲ့စနစ်တွေအပါအဝင်ပေါ့နော်ကျွန်တော်တိဆောက်ပေးပြီးသွားပြီနောက်တစ်ခုဒီ construction site တစ်ခုအတွက်ပေါ့နော်အဲ့ဒါသူတို့ရဲ့ဒါပစ္စည်းစည်းရင်းတွေကိုဒါလူကိုယ်တိုင်လိုက်ထည့်ပြီးတော့ဒီပစ္စည်းစည်းရင်းပေါင်းချုပ်တွေလောက်ရတာဒါအခက်ခဲဖြစ်တယ်ပေါ့နော်အချိန်အများကြီးပေးရတဲ့အတွက်ကြောင့်ကျွန်တော်ဒါ AI ကိုတက်မှုရိုက်ပြီးပို့လိုက်တာ ਨੇ ပစ္စည်းစည်းရင်းတွေကိုဒီ category လိုက်ပေါ့နော်သက်ဆိုင်ရာ category လိုက်ထည့်ပေးတဲ့စနစ်မျိုးတွေလည်းကျွန်တော်တိဆောက်ပေးခဲ့ပါပြီဒါပေမဲ့ပေါ့နော်ဒါကိုယ့်ရဲ့ဒါ Telegram community အတွက်ကျတော့ကျွန်တော်ကိုယ်တိုင်ပေါ့နော်တချို့တွေဒါ comment မှာTelegram channel link လာတောင်းကြတယ်ပေါ့နော်တချို့ကျတော့လည်းဒီ page ရဲ့ CV ပေါ်မှာလာပြီးတောင်းကြတာတွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာလာတောင်းတဲ့အချိန်ကျရင်ကျွန်တော်ကိုယ်တိုင်ကပို့မိတာကဒီလက်နဲ့ပဲ copy paste လုပ်ပြီးပို့တာများတယ်ပေါ့နော်ဒါကတိတ်ပြီးတော့အတိတ်ပဲမရှိသလိုခံစားရတယ်ပေါ့နော်ကိုယ်တိုင်ကဒီဖောက်တယ်တွေအတွက်ဒီအလိုလျောက်စနစ်တွေကိုတိဆောက်ပေးနေတဲ့လူတစ်ယောက်အနေနဲ့ဒီကိုယ်တိုင်ကြတော့ပေါ့နော်ကိုယ်တိုင်အတွက်ကြတော့လက်နဲ့ပဲ copy paste လုပ်ပြီးပို့နေတာကြတော့တိတ်ပြီးတော့အတိတ်ပဲလည်းမရှိသလိုပေါ့နော်ဒါကမဖြစ်သင့်ဘူးလို့ခံစားရတယ်လို့ရည်လဲရည်စရာဖြစ်တယ်ပြီးတော့သင်ခန်းစာလည်းရတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းဒါ client တွေအတွက်တိဆောက်ထားတဲ့ဒီ comment to DM ဘော်လေးကိုပေါ့နော်ဒါကျွန်တော်ရဲ့ Telegram community အတွက်ပါကျွန်တော်ပြန်ပြီးတော့တိဆောက်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာဒီ send လို့ပို့ကြည့်လိုက်တာ ਨੇ ကျွန်တော်ရဲ့ Telegram link ကိုတခါတည်းဒီဘောကနေဒီပို့ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီအလိုလျောက်စနစ်တွေဆိုတာကဒါကိုယ့်ရဲ့ဖောက်သည်တွေအတွက်ပဲကျင့်သုံးလို့မရဘူးဒီကိုယ်တိုင်အတွက်ကိုယ့်ရဲ့အချိန်ကြီးတော်တော်များများမှာလည်းဒီအလိုလျောက်စနစ်တွေကိုကျင့်သုံးတာကသာလျှင်တကယ်အစ်စ်မှန်ဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုတော့ comment မှာစလို့ပို့ကြည့်လိုက်ပါပြီးရင်ကျွန်တော်ရဲ့ Telegram link ရလာပါလိမ့်မယ်အဲ့ဒီ link ကနေဒီစင်ဒီကျွန်တော် client တွေအတွက်တိဆောက်ပေးထားတဲ့ case study တွေရှိမယ်ပေါ့နော်ဘယ်လိုအလုပ်လုပ်သွားလဲဆိုတော့ case study တွေကိုကျွန်တော်ရဲ့ Telegram channel ထဲမှာဝင်ကြည့်လို့ရပါတယ်